Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြီးတော့ပြန်လဲကြိုဆိုပါရခင်ဗျဒီကနေ့မှာတော့ United နေပြနေရာနဲ့ပတ်သက်ပြီးတော့သတင်းတစ်ပုဒ်အကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ Michael Carrick အနေနဲ့ United မှာဆက်ရှိပါမလားဆိုတာကိုအခုလူတွေတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်ဗျဒီနေ့တော့ကစားသမားတွေကတော့သူ့ကိုတော်တော်လေးကိုကြိုက်ကြပါဒါပေမဲ့အပေါ်ကအသိမှတ်ရှင်ဖြစ်တဲ့ Sergeant Rodriguez ကတော့သဘောမကျဘူးဆိုတဲ့သတင်းတွေတက်လာတယ်ဗျ။လက်ရဲ့သတင်းရဆိုရင်ဗျ။စာကျင်ရက်ဂရက်ကကာရီရဲ့ဇက်ကိုတိတ်ပြီးသဘောမကျဘူးလို့မြင်နေတယ်ဗျ။ဘာလို့လဲဆိုတော့ရက်ဂရက်ကသူများအပေါ်ဩဇာလွှမ်းမိုးနိုင်တဲ့အမိတ်ပေးနိုင်တဲ့ပုံစံမျိုးရှိတဲ့နီးပြမျိုးကိုရှာနေတာပါ။ကြည့်လေအစောပိုင်းတော့ကအမိုရင်ကိုသူတန်းတန်းဆွဲကိုဖြစ်ခဲ့တာဒါကြောင့်ပဲဗျ။ကာရက်ကအစ်စွန်းလုံးတယ်လို့စာကျင်ရက်ဂရက်အနေနဲ့မြင်နေပါတယ်။ဒါကြောင့်အသင်းတွေမှာလည်းနာမည်ကြီးနီးပြတွေဖြစ်တဲ့ဒါကစမန်တို့လိုအင်နရက်တို့လိုဦးနိုင်အမနီတို့ရဲ့နာမည်တွေကတပွဲပွဲကိုထွက်လာနေကြဒီလူတွေကတော့အတွေ့အကြုံလည်းရှိအချိန်မှလည်းကြီးတယ်ဆိုတော့ဂျန်ရက်ဂရက်အနေနဲ့နီးပြနေရာမှာထားနိုင်မှုစူးစမ်းနေတာဖြစ်ပါတယ်ဒါပေမဲ့ United ကစားသမားတွေကတော့ကာရက်ကိုတော်တော်လေးကိုအားကိုးနေကြတာဗျဆိုတော့မိတ်ဆွေတို့ရောဘယ်လိုမြင်ကြလဲကာရက်ကိုပဲဆက်ပြီးအခွင့်အရေးပေးတင်တယ်လားဒါမှမဟုတ်အတွေ့အကြုံရင်းတဲ့နီးပြတယောက်ကိုခေါ်တင်တယ်လားကိုယ့်ရဲ့အမြင်လေးတွေကိုcommentမှာဝင်ရောက်ဆွေးနွေးပေးတတ်ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်